ဒီအိမ်ပေါ့ဗျာဒီရောင်းတယ်ရှိတယ်ဒီရောင်းမယ်ဒါကအထဲပေါ့အထဲကိုရိုက်ပြမယ်ဗျာဒီလေးပေါ့ဒီခန်းနေတာအခန်းလေးပေါ့ဗျာဒီခန်းလေးပေါ့ဒီခန်းဒါကအိတ်ခန်းပေါ့ဒါတော့အိမ်နာခန်းလေးပေါ့ဗျာဒါတော့လေကားပေါ့ဗျာလေကားကနေ